အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြန်လည် sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ခုမှရှိပြီးသား Gmail account ကိုနောက်ထပ်ဖုန်းတစ်လုံးမှာပေါ့နော်ဘယ်လို login ဝင်ရမလဲဆိုတာ login ဝင်တဲ့နည်းကိုကျွန်တော်အစအဆုံးပြန်ပြီးတော့မှ sharing လုပ်ပေးသွားပါမယ်အရင်ဆုံးပေါ့နော်ကျွန်တော်တို့ကကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail အထည်ကိုအရင်ဆုံးဝင်ပေးပါအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ရဲ့ Gmail တွေကိုရောက်ပြီဆိုရင်ပေါ့နော်ညာဘက်တောင်မှာရှိတဲ့ဒီမှာ profile ဆိုတာရှိတယ်နော်အဲ့ဒီ profile လေးကိုတစ်ချက်နှိပ်ပေးပါအခုလိုမျိုးပေါ့နော်ကျွန်တော်တို့ရဲ့ Gmail တွေကိုရောက်ပြီဆိုရင်ပေါ့နော်ခုမှ Gmail အများကြီးရှိတယ်ဆိုရင်ဒီနေရာမှာအများကြီးပေါ်လိမ့်မယ်တကယ်လို့ mix ဆိုမှာတစ်ခုပဲရှိတယ်ဆိုရင်တော့ဒီမှာတစ်ခုပဲပေါ်မယ်ပေါ့နော်ကျွန်တော်မှာတော့ဒီမှာအများကြီးရှိတာဖြစ်တဲ့အတွက်ဒီနေရာမှာအများကြီးပေါ်တယ်ပေါ့နော်အများကြီးပေါ်တယ်ဆိုရင်အပေါ်ကိုနည်းနည်းလေးဆွဲပေးပါပေါ့နော်အပေါ်ကိုနည်းနည်းလေးဆွဲပေးပါပေါ်ကိုနည်းနည်းလေးဆွဲပေးပါဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာအပေါင်းလေးနဲ့ရှိတယ်နော် another account ဆိုတာရှိတယ်နော်ဒီနေရာပါနော်ကျွန်တော်များထိုးမရလို့နော်အခုဒီလိုပဲပြပေးမယ်နော်another account ဆိုမှဒီအပေါင်းလေးနဲ့ရှိတယ်အဲ့ဒါလေးတွေ့တယ်ဆိုရင်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါအခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ Google ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာကကျွန်တော်ရဲ့မိတ်ဆွေကဖုန်းမှန်ကိုအမြဲတမ်းနေမြင်ရမယ်ပေါ့နော်ဒါပါကြောင့်လေဆိုတော့ကျွန်တော်တို့ရဲ့ဒီဖုန်းမင်းနဲ့ပင်လို့ခတ်ထားတယ်ဆိုရင်ပေါ့နော်ဒီနေရာမှာနော်အဲ့ဒီမင်းနဲ့ပင်လို့ကိုထည့်ပေးပါအခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့ကGmail account ကိုပေါ့နော်ကျွန်တော်တို့က login ဝင်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကဒီမှာ email or phone number ဆိုတာရှိတယ်ဆိုတော့ကျွန်တော်တို့က Gmail account ကတော့ဒီရှိပြီးသားပေါ့နော်ရှိပြီးသားကိုနောက်ထပ်ဖုန်းအသစ်ဝင်လာတယ်ဆိုရင်ပေါ့နော်အဲ့ဒီဖုန်းအသစ်မှာကိုယ့်ရဲ့ Gmail ကိုပြန်ပြီးတော့မှ login ဝင်တာပေါ့နော်ပြန်ပြီးတော့မှ login ဝင်နေဆိုရင်ဒီနေရာကိုနှိပ်နေပေါ့နော်အဲဆိုတော့ကျွန်တော်ကအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီနေရာမှာကကျွန်တော်တို့ရဲ့ Gmail ကိုရေးပေးရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ရဲ့ Gmail ကိုရေးပေးပါဆိုတော့ကျွန်တော်ရေးလိုက်မယ်အခုလိုမျိုးကျွန်တော်တို့ရဲ့ Gmail ကိုရေးပြီးသွားပြီဆိုရင်ပေါ့နော်ဒီအောက်နားမှာရှိတဲ့ next တဲ့ဒီအပြန်အောင်စာသားလေးကိုတစ်ချက်နှိပ်ပေးပါဒီနေရာမှာကကျွန်တော်တို့ရဲ့ Gmail ရဲ့ password ပေါ့နော် Gmail ရဲ့ password ကိုဒီနေရာမှာကျွန်တော်တို့ထည့်ပေးရပါမယ်အခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်ကျွန်တော်တို့က Gmail ရဲ့ password ကိုဒီနေရာမှာရေးပေးရမယ်ပေါ့နော်ဒါကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ Gmail ရဲ့ password ပေါ့နော်အခုဒီ login ဝင်မဲ့ Gmail ရဲ့ password ကိုဒီနေရာမှာထည့်ပေးရပါမယ်ဆိုတော့ကျွန်တော်တို့ထည့်လိုက်ပါမယ်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ရဲ့ Gmail ရဲ့ password ပေါ့နော် password ကိုထည့်ပြီးသွားပြီဆိုရင်အောက်မှာရှိတဲ့ next ဆိုတဲ့ဒီစာသားလေးကိုတစ်ချက်နှိပ်ပေးပါโอเคအခုလိုမျိုးပေါ့နော်အခုလိုမျိုးပေါ်လာတယ်ဆိုရင်ဆက်မလားမဆက်ဘူးလားပေါ့နော် Google ထဲမှာဆက်မလားမဆက်ဘူးလားလို့မေးတယ်ဆိုတော့ကျွန်တော်တို့ကဆက်လိုက်ပါမယ်ပေါ့နော် save ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးပါအခုလိုမျိုးပေါ့နော်ဒီနေရာလေးရောက်လာတယ်ဆိုရင်အပြောင်းစာတန်းလေး I agree ဆိုတဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်ပေးပါအခုလိုမျိုးပေါ့နော်ဒီလိုမျိုးလေးပေါ်လာတယ်ဆိုရင်ဒါကျွန်တော်တို့ကဒီ Gmail ကိုပေါ့နော် security ပိုင်းဒါမိမလားမမင်းဘူးလားပေါ့နော်ဒါ recovery phone number တွေတခါလေးထည့်မလားမထည့်ဘူးလားဆိုမှဒါဒီလိုမေးလာတာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအခုတခါလေးပဲ recovery security ပိုင်းမင်းပေါ့နော် recovery phone number တွေတခါလေးထည့်သွားမယ်ဆိုလည်းရတယ်ပေါ့နော်ဒါပေမဲ့မိတ်ဆွေကအခုမထည့်ရသေးဘူးပေါ့နော်နောက်မှ AC ထည့်မယ်ဆိုလည်းရတယ်တကယ်လို့နောက်မှ AC ထည့်မယ်ဆိုရင်တော့ဒီ cancel ဆိုတဲ့နေရာကနေတွားရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့အခုလောလောဆယ်တော့မထည့်သေးဘူးပေါ့နော်နောက်မှပဲကျွန်တော်ထည့်မယ်ဆိုတော့ကျွန်တော် cancel ကိုပဲကျွန်တော်နှိပ်လိုက်မယ်โอเคအခုလိုမျိုးပေါ်လာတယ်ဆိုရင်လည်းကျွန်တော်ကဒီ skip နေပဲကြော်လိုက်မယ်ပေါ့နော်ကျွန်တော် recovery တွေမလုပ်ရသေးဘူးဆိုတော့ကျွန်တော်ကတော့ဒီမှာ skip ဆိုတဲ့နေရာကနေပဲကျွန်တော်သွားလိုက်မယ်โอเคဒါဆိုတော့ကျွန်တော်တို့ကပေါ့နော်ဒါ Gmail account login ဝင်တာတွေအောင်မြင်သွားပြီပေါ့နော်ခုမှ Gmail account ကရှိပြီးသားပေါ့နော်ခုကဖုန်းအသစ်တစ်လုံးဝင်လာတယ်ဆိုရင်ခုမှရှိတဲ့ Gmail account ကိုပေါ့နော်login ဘယ်လိုဝင်ရမလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာအစအဆုံးပေါ့နော်ဒါပြပေးသွားတာဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုကိုကြည့်တဲ့အခါမှာပေါ့နော်နားမလည်တာများရှင်းလေဗီဒီယိုရဲ့ comment အောက်မှာမှတ်ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာလည်းပေါ့နော်
အခုလိုမျိုးဤပညာနဲ့ပတ်သက်တဲ့ဗီဒီယိုနဲ့အတူကျွန်တော်တို့ပြန်လည်ဆောင်ကြမယ်။ခိုင်ဒီနေ့ကတော့ဒီလောက်ပါပဲ။